မှုကြောင့်နေပြည်တော်ကောင်စီနဲ့အဆောက်အဦ24နှစ်အရွယ်အမျိုးသားမီ24နာရီကြာဆောင်ရွက်ခဲ့ရာဒီကနေ့ A man who had been trapped under the rubble of a collapsed building in Myanmar's capital Naypyidaw for around 40 hours was pulled out alive by rescue teams from Singapore and Myanmar on March 30th. Myanmar's army-run TV reported 2 days after a devastating 7.7 magnitude quake rocked the Southeast Asian nation. It took around 24 hours for rescuers from the Singapore Civil Defense Forces, SCDF, and Myanmar Fire Services Department to extract the man from the rubble, one Myanmar rescuer told MRTV. According to SCDF's official social media pages, the man had been trapped underneath a collapsed 3-story building and was extracted using cutting and breaking equipment to tear through the concrete. He remains in a stable condition and has been taken to a local hospital, the SCDF added. Myanmar's military rulers allowed hundreds of foreign rescue personnel to enter the country on March 29th after the deadliest natural disaster to hit the impoverished, war-torn nation in years. March 28th's 7.7 magnitude quake, among the largest to jolt the Southeast Asian nation in the last century, crippled airports, bridges, and highways amid a civil war that has devastated the economy and displaced millions. နေပြည်တော်ကောင်စီနယ်မြေမှာပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာစပိုးသီရီမြို့နယ်တပြေကုန်းမှာတုံးတက်အဆောက်အဦပြိုကျမှုကြောင့်အောက်ဆုံးထပ်မှာနိုင်40ကြာပိတ်မိနေတဲ့24နှစ်အရွယ်အမျိုးသားတဦးအားမြန်မာရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနဲ့စင်ကာပူအမျိုးသားရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များပူးပေါင်းပြီး24နာရီကြာဆောင်ရွက်ခဲ့ရာဒီကနေ့မနက်ပိုင်းမှာအသက်ရှင်လျက်ကယ်တင်ရရှိခဲ့ကြောင်းသိရပါတယ်။ကယ်ဆယ်မှုနဲ့ပတ်သက်ပြီးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကအခုလိုပြောကြားထားပါတယ်ရှင်။ဒါကြောင့်နေပြည်တော်ကောင်စီနယ်မြေမှာပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာနေပြည်တော်ကောင်စီနယ်မြေမှာပျက်စီးဆုံးရှုံးတဲ့အဆောက်အဦပြိုကျမှုကြောင့်အောက်ဆုံးထပ်မှာနိုင်40ကြာ24နာရီကြာဆောင်ရွက်ခဲ့ရာဒီကနေ့မနက်ပိုင်းမှာအသက်ရှင်လျက်ကယ်တင်မှုကြောင့်နေပြည်တော်ကောင်စီနယ်မြေမှာပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာစပိုးသီရီမြို့နယ်တပြေကုန်းမှာတုံးတက်အဆောက်အဦပြိုကျမှုကြောင့်အောက်ဆုံးထပ်မှာနိုင်40ကြာတပ်ဖွဲ့ဝင်များပူးပေါင်းပြီး24နာရီကြာဆောင်ရွက်ခဲ့ရာဒီကနေ့မနက်ပိုင်းမှာအသက်ရှင်လျက်ကယ်တင်ရရှိခဲ့ကြောင်းသိရပါတယ်။ကယ်ဆယ်မှုနဲ့ပတ်သက်ပြီးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကအခုလိုပြောကြားထားပါတယ်ရှင်။မှုကြောင့်နေပြည်တော်ကောင်စီနယ်မြေမှာပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာစပိုးသီရီပြည်တော်ကောင်စီနယ်မြေမှာပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာစပိုးသီရီမြို့နယ်တပြေကုန်းမှာတုံးတက်အဆောက်အဦပြိုကျမှုကြောင့်အောက်ဆုံးထပ်မှာနိုင်40ကြာပိတ်မိနေတဲ့24နှစ်အရွယ်အမျိုးသားတဦးအားမြန်မာရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ Oh my god